ယံတုံနိမိတံအဝမင်္ဂလင်္စယောသမနာဘောသကုဏသသတောဘာဘေကဝောဒုက္ခပိနအကန္တံဗုဒ္ဓ ानु ဘဝေနဝိနာသမင်တုယံတုံနိမိတေသအကျင်ဘောမှဒိဋ္ဌအန္တရိတ်ကိနှင့်ညီစွာဥက္ကာကြခြင်းနေလကြခြင်းနက္ခတာယာဂျိုရကတို့သွားလာထူးချွန်အကျင့်လွန်ခြင်းတကွန်နှုံးလျက်ကျယ်မြီးထွက်ခြင်းလက်လက်ပြောင်းပြောင်းအယတ်လောင်ခြင်းတောင်ပြိုမြေကွဲပြားဆွဲဖွတ်တဲ့ငှက်လင်းဒါနာတောသာဝင်လျိုးအမိုးခွေလျောက်တောင်ဖို့ပေါင်းနှင့်ကြောက်ဖွယ်ထိုးထိုးအင်းရီယိုခြင်းကြီးပြိုခွေးဥအဘုဒ္ဓဘုဒ္ဓသို့သာသောအလိုမရှိအပ်သောအနိဋ္ဌာယုံတစုံတစ်ခုမရှိဝဲတောင်းတွေ့ကြုံကြောင်းဟူသောမကောင်းသောတိတ်နမိတ်သည်၎င်းယံအဝမင်္ဂလင်္စအကျင့်မကောင်းသောအကြောင်းနမိတ်ဒိဋ္ဌတုဒ္ဓမုဒ္ဒအစဉ်အမြင်အကြအတွေ့အချင်း၆ပါးလေးလေးကျက်တရေမင်္ဂလာမရှိခြင်းသည်၎င်းသကုဏသမြင်ဝန်ဒီတို့ငတ်ပုတ်ဒီတို့တန်လွတ်ဆိုးတောင်းနှမကောင်း၏အမနာဘောစိတ်နှလုံးကိုချုံအောင်မိုင်းတွေညဉ့်ညူစေတတ်သောယောသတ္တောသအကျဉ်းညီညီညူညူဆူဆူညံ့ညံ့ဩမြည်သောအတန်သည်၎င်းယောဘာဘေကဟောသအကျဉ်းမကောင်းကြိုပြောင်းကြိုသွားကြိုစားကြိုပြက်ကြိုထွက်ကြိုဝင်လူရင်းမပြီပါပကြိုစီခြင်းသည်၎င်းအကန္တံသာယာဆုံးမဲ့နှစ်သက်ဖွယ်မရှိသောယံဒုက္ခပိနိသအကျဉ်းသံတို့ဥတို့သွေးတန်ယူခြင်းစသောထိုမကောင်းသောအိမ်မက်သည်၎င်းတန်တိရှိကုန်၏ဧတေဒုံနိမိတ်တာတယောထိုမကောင်းသောနမိတ်မကောင်းသောအမင်္ဂလာမကောင်းစွာသောငှက်တံခွေးတံကံကြမ္မာစို့မကောင်းသောဂျိုမျိုးနှင့်ကြောက်ဆိုးစေလျက်ရုပ်မာသောထိုအိမ်မက်တို့သည်ဗုဒ္ဓ ानु ဘဝေနသုံးလူထထမြတ်ဗျာ၏ထင်ရှားတည်သောအနုဘောကြောင့်ဝိနာသံစัจ java လာတောင်ကြီးကာယံစီဤသို့အနီးမသာဝေးရာရှောင်ကွန်းပြောင်းလွန်ခြင်းသို့အင်းတုရောက်ကြပါစေကုန်သတည်းယံတုံနိမိတံဝမင်္ဂလင်္စယောသမနာဘောသကုဏသသတောဘာဘေကောဒုက္ခပိနံအကန္တံဓမ္မာနုဘဝေနဝိနာသမင်တုယံတုံနိမိတ်တင်သာအကျင့်ဘောမဒိဋ္ဌအန္တရိတ်ကိနှင့်ညီစွာဥက္ကာကြခြင်းနေလကြခြင်းနက္ခတာယာဂျိုရကတို့သွားလာထူးချွန်အကျင့်လွန်ခြင်းတကွန်နှုံးလျက်ကျယ်မြီးထွက်ခြင်းလက်လက်ပြောင်းပြောင်းအယက်လောင်ခြင်းတောင်ပြိုမြေကွဲပြားဆွဲဖွတ်တဲ့ငှက်လင်းဒါနာတော်သာဝင်လျို့အမိုးခွေလျက်တောင်ဖို့ပေါင်းနဲ့ကြောက်ပွဲထိုးအင်းရီယိုခြင်းကြီးပြိုခွေဥအဘုဒ္ဓဘုဒ္ဓသို့စသောအလိုမရှိအပ်သည့်အနိဋ္ဌာယုံတစုံတစ်ခုမရှိဝဲတောင်းတွေ့ကြုံကြောင်းဟူသောမကောင်းသောတိတ်နမိတ်သည်၎င်းယံအဝမင်္ဂလင်္စခြင်းမကောင်းသောအကြောင်းနမိတ်ဒိဋ္ဌတုဒ္ဓမုဒ္ဒအစဉ်အမြင်အကြားအတွေ့အားဖြင့်ကြောက်ပါလိလိကျက်တရေမင်္ဂလာမရှိခြင်းသည်၎င်းသကုဏသမြင်ဝန်ဒီတို့ငှက်ပုတ်ဒီတို့တန်လွတ်ဆိုးတောင်းနဲ့မကောင်း၏အမနာဘောစိတ်နှလုံးကိုချုံအောင်မှိုင်းတွေညဉ့်ညူစေတတ်သောယောတတော်စာချင်းညဉ့်ညူညူဆူဆူညံ့ညံ့အော်မြည်သောအတန်ဒီ၎င်းယောဘဘေကဝောစာအချင်းမကောင်းကြိုပြောင်းကြိုသွားကြိုစားကြိုပြက်ကြိုထွက်ကြိုဝင်လူအင်းမပြီပါပယိုစီခြင်းဒီ၎င်းအကန္တံမြတ်တရားဤထင်ရှားတည်သောအနုဘောကြောင့်ဝိနာသံစัจ java လာတောင်ကြီးကာယံစီဤသို့အနီးမလာဝေရာရှောင်ကွန်းကြောက်လွန်ခြင်းသို့အင်းတုရောက်ပါစေကုန်သတည်းယံတုံနိမိတံဝမင်္ဂလင်္စယောသမနာဘောသကုဏသသတောဘာဘေကောဒုက္ခပိနံအကန္တံသံဃာနုဘဝေနဝိနာသမင်တုယံတုံနိမိတ်တင်္စအကျင့်ဘောမှာဒိဋ္ဌအန္တရိတ်ကိနှင့်ညီစွာဥက္ကာကြခြင်းနေလကြခြင်းနက္ခတာယာဂျိုရကတို့သွားလာထူးချွန်အကျင့်လွန်ခြင်းတကွန်နှုံးလျက်ကျယ်မြီးထွက်ခြင်းလက်လက်ပြောင်းပြောင်းအယက်လောင်ခြင်းတောင်ပြိုမြေကွဲပြားဆွဲဖွတ်တဲ့ငလင်းဒါနာတောသာဝင်လျို့အမိုးခွေးလျှောက်တောင်ဖို့ပေါက်နှင့်
ရောက်ဖွယ်ထိုးထိုးအင်းရီယိုခြင်းကြီးပြိုခွေဥအဘုဒ္ဓဘုဒ္ဓဒုစသောအလိုမရှိအပ်တဲ့အနိဋ္ဌာယုံတစ်စုံတစ်ခုမရှိဖွယ်တောင်းတွေ့ကြုံကြောင်းဟူသောမကောင်းသောတိတ်နမိတ်သည်၎င်းယံအဝမင်္ဂလင်းစာခြင်းမကောင်းသောအကြောင်းနမိတ်ဒိဋ္ဌသုတ္တမုဒ္ဒအစဉ်အမြင်ကြအတွေ့အားဖြင့်ကြောက်ပါလိလိကျက်တရေမရှိခြင်းသည်၎င်းသကုဏတမြင်ဝင်ဒီတို့ငှက်ပုတ်တီတို့တန်လွတ်ဆိုးတော်ငှက်မကောင်း၏အမနာဘောစိတ်နှလုံးကိုချုံအောင်မိုင်းတွေညင်ညူးစေတတ်သောယောတတောအစအကျဉ်းညင်ညင်ညူညူဆူဆူညံ့ညံ့အောမြည်သောအတန်သည်၎င်းယောဘဘေကောစာအကျဉ်းမကောင်းဂျိုပြောင်းဂျိုသွားဂျိုစားဂျိုပြက်ဂျိုထွက်ဂျိုဝင်လူအင်းမပြီးပါပဂျိုစီခြင်းသည်၎င်းအခန္တံသာယာဆုံးမဲ့နှစ်သက်ဖွယ်မရှိသောယံဒုက္ခပိနိသအကျဉ်းဆန်တို့ဥတို့သွေးတံယူခြင်းစသောထိုထိုမကောင်းသောအိမ်မက်သည်၎င်းတန်တိရှိကောင်း၏ဧတေဒုံနိမိတ်တာရိယောထိုမကောင်းသောနမိတ်မကောင်းသောအမင်္ဂလာမကောင်းစွာသောငှက်တံခွေးတံကံကြမ္မာစို့မကောင်းသောဂျိုမျိုးနှင့်ကြောက်ဆိုးစေလျက်ရုပ်မာသောထိုအိမ်မက်တို့သည်သံဃာနုဘဝေနသံဃာတော်သခင်မြတ်ရှင်တို့၏ထင်ရှားတည်သောအနုဘောကြောင့်ဝိနာသံစကြဝဠာတောင်ကြီးကာယံစီဤသို့အနိမလာဝေယရှောင်းကွင်းကြောက်လွန့်ခြင်းသို့အင်းတို့ရောက်ပါစေကုန်သတည်းဒုက္ခပတ္တသနေဒုက္ခဗေယပတ္တသနေဗေယသောကပတ္တသနေသောကဝန္တုသဗ္ဗေပိပါဏိနောဒုက္ခပတ္တကိုစိတ်မပန်းကိုစိတ်မချမ်းပင်မဆင်းရဲခြင်းတို့ရောက်ကုန်သောသဗ္ဗေပိအောက်ထမကျွန်းကပင်ဥဒ္ဒုံအလုံးစုံလေးဖြစ်ကုန်သောပါဏိနောအပေါင်းများစွာသတ္တဝါတို့သည်နေဒုက္ခကိုစိတ်မပန်းချမ်းသာကြကုန်သည်ဝန္တုဖြစ်စေကုန်သတည်းဗယံပတ္တကြောက်လန့်ပြေသို့မအေးဖို့လင်ဘေးသို့ရောက်ရှာကုန်သောဗယံပတ္တကြောက်လန့်ပြေဖို့မအေးဖို့လင်ဘေးသို့ရောက်ရှိကြကုန်သောသာဝေပိခသိဥဒ္ဒုံအလုံးစုံလေးဖြစ်ကုန်သောပါဏိနောသအပေါင်းများစွာသတ္တဝါတို့သည်လေနိဗ္ဗာန်ဘေးရန်ဝေး၍အေးအေးမြမြချမ်းသာကြကုန်သည်ဝန္တုဖြစ်စေကုန်သတည်းသောကပတ္တဒိဋ္ဌိပိလဘောဂရောဂညာတိပါလင်ငါးပြားပြဒနာပျက်စီးကြသောကြောင့်မိမြခိုးရှိန်ညှိုးမိမ့်မိန်နှင့်ဆိုရင်ကြောင့်ကြခြင်းသို့ရောက်ကုန်သောသာဘေပိခသိဥဒ္ဒုံအလုံးစုံလေးဖြစ်ကုန်သောပါဏိနောသအပေါင်းများစွာသတ္တဝါတို့သည်လေနေသောကာဆိုရင်ကင်၍အချင်းကသိငြိမ်းချမ်းသာရကုန်သည်ဝန္တုဖြစ်စေကုန်သတည်းဣဒဝဒသအမေဟိသံပတံပုညသံပတံသဗ္ဗေဒေဝနုမောဒံတုသဗ္ဗသံပတ္တိသိတ္တိယဒါနန္တရံတုသတ္တယသီလံရခန္တုသဗ္ဗရာဘာဝနာပိရတဝန္တုကိသံတုဒေဝတာကတာသဗ္ဗေဗုဒ္ဓဗလပတ္တပစ္စေကနိသယမလံအရဟန္တာနိသတေသေနရခံဗန္ဒာမိသဗ္ဗသောဣဒဝဒာဤမြအတိုင်းရှိသောပါဠိမပြတ်အနစ်မချွတ်နှုတ်သံဆို၍ရွတ်အပ်သောအစဉ်ဖြင့်အမေဤငါတို့သည်သံပတံပါရမီကြည်ကြောင်းသရာလောင်၍ကောင်းစွာဖြည့်ခြင်းဖြီးပူအပ်သောဘုံညာသံပတံကိလေသာခြင်းညောကိုဆေလျောသန့်ရှင်းဖြူစင်သောကောင်းမှုဤပြည်စုံခြင်းကိုသဗ္ဗေကသိင္ကုသောဒေဝနတ်တို့သည်သဗ္ဗသံပတ္တိသိတ္တိယလောကုတ်လောကီနှလီဆုံးကုံအလုံးစုံသောဂုံသိမ့်တကိုစည်းစိမ်ချမ်းသာ၏ကြီးစည်းခြင်းအကျိုးမှာအနုမောဒံတုပါရမီကြည်ချောင်းသူတော်ကောင်းတို့နှစ်ထောင်အာယံပြုနိုင်စွမ်းကြသည်ဟုဝမ်းမြောက်နှစ်သက်ကြစေကုန်သတည်းတတ္ထာယယရဏသုံးတံကံကံ၏အကျိုးကိုမြတ်တို့ယုံကြည်သောတရားတရားဖြင့်ဒါနမိမိတို့နှင့်ထိုက်တန်သောလူဒန်းအစုစုဆွမ်းစားသောဒါနဝတ္ထုကိုတရံတုနှစ်သက်ရွှင်ပြလူဒန်းကြစေကုန်သတည်းသဗ္ဗရာနိညင်စက္ကခသိမ့်သောအခါကာလ၌သီလံကောင်းခြင်းကောင်းချမ်းမြင့်မြတ်စွာကျင့်သုံးအပ်သောသီလကိုရခန္တုသီလကျေစုကုန်အထု၌ညွတ်နူးအာယုံဆောင်ရှောင်းကြစေကုန်သတည်းဘာဝနာភិရတာသမထဝိပဿနာဘာဝနာကမ္မထံ၌ရှင်လန်းမွေးလျောကြကုန်သည်ဝန္တုဖြစ်စေကုန်သတည်းအာဂတပရိတောဂုဏကံတို့၍ထိုးထိုးရမလာရောက်ကြကုန်သောဒေဝတာသမာဝါဒီပါရမီဝေမွေလျောနတ်သူတော်တို့သည်ကိသံသူကိုစီထိုဤရပောင်ဓာတ်တဆောင်နှင့်
lìa yong liền tăng bình bằng năng độ tăng nhân chẳng toa giả và gì cũng là đi Palambata Guru Nyando Sando Mata Seva chế bóa kế mộc Á Seva đủရောက်တော်မူကုန်သောသဗ္ဗေခသိငုံသုံးလုံးသုံးလုံးသောဗုဒ္ဓဆာဘုံသုံးပါးလုံးမနုဿာအဆုံးမြတ်တော်မူသောသဗ္ဗညုရှင်တော်ဘုရားတို့ဤ၎င်းပစ္စေကနိသသာသနာပအခါသမယ၌ညာနာတရားမူလင်းပွန်းတော်မူကြသည့်အဆူဆူသောပစ္စေကဗုဒ္ဓရှင်မြတ်တို့ဤ၎င်းယံပလံအကျဉ်ဖုံးတော်နေမင်းလင်းတဲ့ထိန်ထိန်ဝန်းဝန်းရှိန်သောအစိန်နေရတကုတော်သည်အတ္တိရှိဒေနဗလိနာသထိုလင်းတဲ့ထိန်ထိန်ဝန်းဝန်းရှိန်သောစိန်နေရတကုတော်အားဖြင့်၎င်းအရဟံတာနံအရိယပရမယဟန္တာရှင်မြတ်တို့၏ဒေဇေနသတကုတေသောအနုဘောကြောင့်၎င်းသဗ္ဗသောယရဏသုံးအမြတ်ဆုံးတို့၏ဘုံအာနုဘောတကုတော်ကိုပူဇော်လေးမြတ်ကိုလုံးအပ်သောကသိမ်းသောအချင်းအရာအပြင်ရခံတိုင်းမိတာစီတာတို့ကြီးမားသောအဆောင်အလျှောက်ကိုအဟံငါသည်ဗန္ဒာမီလောကသုံးပေါင်းမနှုံအောင်လင်ဖုံးရောင်ပြဲ့ပြဲ့ယုံနောင်ဖွဲ့၏ယံကိဉ္စီဝိတံဣဒဝါဟုရံဝသက္ကေသူဝါယံရတနံပဏိတံနာနောသမံအဋ္ဌိတထာဂတေနဣဒံပိဗုဒ္ဓေရတနံပဏိတံဧတေနသစ္စေနသူဝတိဟောတုဣဒဝါဤလူပြည်၌၎င်းဟုရံဝါနဂပြည်ကလုံးပြည်သို့စသည်၌၎င်းသက္ကေသူဝါမဟာပုညဝံဂုံတကွန်းကြောင့်ဘုံစွန်ယတ္တိလျက်ချီပြုတ်ပြုတ်နတ်ပြည်တို့၌၎င်းယံကိဉ္စီအလုံးစုံသောဝိတံပိတိယဆွမ်းစီတီကွန်းတို့ရှင်လန်းနေတဲ့စုံမဲ့မြတ်နိုးခြင်းကိုဖြစ်စေတတ်သောဗဏိတံဣဋ္ဌကန္တမနာပဖြင့်ဌာနအလိုက်ဖိုးတိုက်ဖိုးတံတကုလျံကမြို့မှန်သာတိလောကီမင်္ဂလာထူးမြတ်စွာသောယံရတနာကျင်းရွှေငွေပလဲပရမစာသောအဖြစ်မြားပြားစွာသာကာမဘောဂီသောဗဏီဖြစ်သောလောကီဥစ္စာယရနာသည်အတ္တိရှိတထာဂတိနအတ္တိသောဗနမဏိသောတရတရီလောကအန္တကုတရားမူဖြစ်၍သံတုပမာမယသာအောင်ယရနာခေါင်ဖို့သဘာတော်သံတုပမာမယသာအောင်ယရနာခေါ်ဖို့သဘာတော်ပြုလာတော်ငါတို့ကျေးဇူးတော်ရှင်မြတ်စွာဘုရားနှင့်သမန္တုမြတ်တော်နံယရဏံထိုရွှေငွေစသောလောကီဥစ္စာယရနာသည်နောအတ္တိမရှိဧကံစင်စစ်မှန်၏ဣဒံမိဗုဒ္ဓေယံဧဝဗုဒ္ဓောဇာတိအာနာမဟာဝိတယတိဌာနလောကတနတ်နှင့်တကွာသောလူအပေါင်းတို့ညပြောင်းအင်းစလိတင်းချီရွတ်ရွတ်ပနာတော်ကြို့ရသောဤငါတို့ကျေးဇူးတော်ရှင်မြတ်စွာဘုရားသည်သာလင်ပဏိတံဝိသိတတရာတိဣဋ္ဌမောလီသောပဏိဖြစ်၍လောကီဥစ္စာယရနာတို့တဲ့သာလွန်မြင့်မြတ်သောရတနံပစ္စုပန်နှင့်တန်လျာကောင်းကျိုးတိုးတဲ့တို့အောင်မြတ်နိုးဘွယ်ရာကိုးဘွယ်ရာသောမင်္ဂလာစင်စစ်လောကုတ္တရယရနာတော်ကြီးဖြစ်ပါပေ၏ဣတိနာသစ္စေနာဤသို့မပေါက်မပြန်မှန်ကိုသာဆိုရသောသစ္စာကြောင့်ဘာနိနံသတ္တဝါတို့အားသူအထိဘေးရန်ဟု၍မြူမငွေပဲယဂတိချမ်းချမ်းမာမချမ်းချမ်းသာသာလောကီလောကုတ္တရမင်္ဂလာစီအပွားသည်ဟောတုဖြစ်ပါစေတည်းယံကိဉ္စီဝိတံဣဒဝါဟုရံဝါသံဃေသူဝါယံရတနံပဏိတံနာနောသမံအဋ္ဌိတထာဂတေနဣဒံပိဓမ္မေရတနံပဏိတံဧဒေနသစ္စေနသူဝတိဟောတုဣဒဝါဤလူပြည်၌၎င်းဟုရံဝါနဂါပြည်ကလုံးပြည်သို့စသည်၌၎င်းသံဃေသူဝါမဟာပုညဝံဂုံတကွန်ကြောင့်ဘုံစွန်ယတ္တိလျက်ချီပြုတ်ပြုတ်နတ်ပြည်တို့၌၎င်းယံကိစီအလုံးစုံသောဝိတံပိတိအစွမ်းစီတိကွမ်းတို့ရှင်လန်းနေတဲ့သုံးမမြတ်နိုးခြင်းကိုဖြစ်စေတတ်သောပဏိတံဣဋ္ဌကန္တမနာပဖြစ်၍ဌာနအလိုက်ဖိုးတိုက်ဖိုးရံတကူလျံသာမျိုးမှန်သာတိလောကီမင်္ဂလာထူးမြတ်စွာသောယံရတနာကျင်ရွှေငွေပလဲပရမစသောအာခြင်းများပြားစွာလားကာမဘောဂီသောဗဏီဖြစ်သောလောကီဥစ္စာယရနာသည်အတ္တိရှိတထာဂတေနယုံမဆိုးတောင်ကိလေပေါင်းကိုပြတ်တောင်းစင်ကြဲပဲသောအချင်းအရာအားဖြင့်ဖြစ်သောတရားတော်နှင့်သမန္တုမြတ်သောနံယရဏနံရတနံထိုရွှေငွေစသောလောကီဥစ္စာယရနာသည်နောအတ္တိမရှိဧကံစင်စစ်မှန်ပေ၏
ဣဒံမိဓမ္မေအယံဧဝဓမ္မောဣတရားတော်သည်သာလင်ပဏိတံဝိသိတတရအတိဣဒံမောလီသောပဏိဖြစ်ပေလောကီဥစ္စာယတနာတို့တဲ့သာလွန်မြင့်မြတ်သောရတနံပစ္စုပန်နှင့်တန်လျာကောင်းကျိုးတိုးတက်တိုးအောင်ဉာဏ်တို့ဘွယ်ရာကိုယ်ွယ်ရာသောမင်္ဂလာစင်စစ်လောကုတ္တရာယတနာတော်ကြီးဖြစ်ပေ၏ဧတေနသစ္စေနာဤသို့မဖောက်မပြန်မှန်ကိုယ်သာဆိုရသောသစ္စာကြောင့်ပါဏိနံအပေါင်းများစွာသတ္တဝါတို့အားသူဝတိဘေးရန်ဟူ၍မြူမငွေပဲယဂတိချမ်းချမ်းမာချမ်းချမ်းသာသာလောကီလောကုတ္တရာမင်္ဂလာစီအပွားသည်ဟောတုဖြစ်ပါစေတည်းယံကိဉ္စီဝိတံဣဒဝါဟုရံဝသကေတုဝါယံရတနံပဏိတံနာနောသမံအဋ္ဌိတထာဂတိနာဣဒံပိသံဃေရတနံပဏိတံဧတေနသစ္စေနတုဝတိဟောတုဣဒဝါဤလူပြည်၌၎င်းဟုရံဝနဂါပြည်ကလုံးပြည်သို့စသည်၌၎င်းသကေတုဝါမဟာပုံညဝံဂုံတကွန်ကြောင့်ဘုံသွန်ယက်တီလျက်ချီပြုတ်ပြုတ်နတ်ပြည်တို့၌၎င်းယံကိစီအလုံးစုံသောဝိတံပီတိအစွမ်းစီထီကွမ်းတို့ရှင်လန်းနေတဲ့ဆုံးမမြတ်နိုးခြင်းကိုဖြစ်စေတတ်သောပဏိတံဣဋ္ဌကန္တမနာပတ်ဖြစ်၍ဌာနလိုက်ဖို့တိုက်ဖို့တံတကုလျံသာမြို့မှန်ဇာတိလောကီမင်္ဂလာထူးမြတ်စွာသောယံရတနံအချင်းရွှေငွေပလဲပရမညာစာသောအဖြစ်များပြားစွာလှကာမဂောဂီသောမတိဖြစ်သောလောကီဥစ္စာယရဏသည်အထိရှိတထာဂတိနာကိုကျိုးစီပွားလွန်ကြီးမွားအောင်တရားသဖြင့်ကောင်းစွာကျင့်တတ်သောသံဃာယရဏနှင့်သမန္တုမြတ်သောနန္ဒတနံထိုရွှေငွေစသောလောကီဥစ္စာယရဏသည်နတ္တိမရှိဧကံစင်စစ်မှန်ပေ၏ဣဒံပိသံဃေအယံဧဝသံဃောဤငါတို့မြတ်စွာဘုရားရွှေရင်တော်ဖွာအပ်သောသားမြတ်ရှိဖို့သံဃာတော်သည်သာလျှင်ပဏိတံဝိသိတတရအတိဣဋ္ဌမောလီသောပဏိဖြစ်၍လောကီဥစ္စာယရဏတို့တဲ့သာလွန်မြင့်မြတ်သောရတနံပစ္စုပန်နှင့်တန်လျာကောင်းကျိုးတိုးတက်တိုးအောင်ဉာဏ်တို့ဘွယ်ရာကိုယ်ွယ်ရာသောမင်္ဂလာရှိလောကုတ္တရာယရဏတော်ကြီးဖြစ်ပေဧတေနသစ္စေနာဤသို့မပေါင်းမပြန်မှန်ကိုသာဆိုရသောသစ္စာကြောင့်ပါဏိနံအပေါင်းများစွာသတ္တဝါတို့အားသူဝတိဘေးရန်ဟူ၍မြူမငွေပဲယဂတိကျမ်းညာမှာချမ်းချမ်းသာသာလောကီလောကုတ္တရာမင်္ဂလာစီအပွားအစုသည်ဟောတုဖြစ်ပါစေတည်းဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနအတရာဒုက္ခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနအတရာဒုက္ခိဘဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနအတရာဒုက္ခိဘဝန္တုတေသဗ္ဗမင်္ဂလံပစ္စုပန်နှင့်တန်လျာအကျိုးတရားတိုးပွားရာတိုးပွားကြောင်းခတ်သိမ်းသောကျက်တည်းမင်္ဂလာမျိုးအပေါင်းပြီးဒေသံသူများလာကုန်စွာတတ္တဝါတို့အားဘဝတူဖြစ်ပါစေတည်းသဗ္ဗဒေဝတာလောကပါဠဌာနအယယမြဲဆောင်ကြကြသောမြတ်သူတော်ကောင်းခတ်သိမ်းသောနတ်အပေါင်းတို့သည်ရခန္တုဥပပိတံယံသွဲသွဲအန္တရာယ်ခတ်သိမ်းကင်းကြီးလွန့်ပြချမ်းသာရအောင်စောင့်ရှောက်ကြစေကုန်သတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနလုံးစုံသောသုံးပုံလုံးကိုယ်ွယ်ရာအစိမ့်နေရဖယားမြတ်စွာ၏မဟာနုဘောဂုံတည်သောကြောင့်ဒေထုများလာကုန်သောသတ္တဝါတို့သည်သဒ္ဓနိညမချာခါခသိဒုက္ခိအနာကင်းကြဥပကင်းဝေဘေဒံယမံအန္တရာယ်မညိချမ်းသာခြင်းရှိကုန်သည်ဝန်တုဖြစ်စေကုန်သတည်းသဗ္ဗမင်္ဂလံပစ္စုပန်နှင့်တန်တရာကျိုးတရားတိုးပွားရာတိုးပွားကြောင့်ခတ်သိမ်းသောကျက်သည်မင်္ဂလာမျိုးအပေါင်းသည်ဒေသံထိုများလာကုန်စွာသတ္တဝါတို့အားဘဝတုဖြစ်ပါစေတည်းသဗ္ဗဒေဝတာလောကပါဠဌာနအယယမြဲဆောင်ကြကြသောမြတ်သူတော်ကောင်းခတ်သိမ်းသောနတ်အပေါင်းတို့သည်ရခန္တုဥပပေဒံယံအသွဲသွဲအန္တရာယ်ခတ်သိမ်းကင်းကြီးလွန်ပြောက်ချမ်းသာရအောင်စောင့်ရှောက်ကြစေကုန်သတည်းဒေထုများလာကုန်သောသတ္တဝါတို့သည်သဒ္ဓနိညမချာခါခသိဒုက္ခိအနာကင်းကြဥပကင်းဝေဘေဒံယမံအန္တရာယ်မညိချမ်းသာခြင်းရှိကုန်သည်ဝန်တုဖြစ်စေကုန်သတည်းသ
အာဘမင်္ဂလာပစ္စုပန်နှင့်တန်တရားကျိုးတရားတိုးပွားရာတိုးပွားကြောင့်ခတ်သိမ်းသောကျက်သည်မင်္ဂလာမျိုးအပေါင်းသည်ဧတံထိုမြတ်လာကုန်စွာတတ္တဝါတို့အားဘဝတုဖြစ်ပါစေတည်းသဗ္ဗဒေဝတာလောကပါဠဌာနအယယမြဲဆောင်ကြကြသောမြတ်သူတော်ကောင်းခတ်သိမ်းသောနတ်အပေါင်းတို့သည်ရခန္တုဥပဘေဒံယံအသွဲသွဲအန္တရာယ်ခတ်သိမ်းကင်းငြိမ်းလွန်ပြောက်ချမ်းသာရအောင်စောင့်ရှောက်ကြစေကုန်သတည်းသဗ္ဗဓမ္မ ानु ဘာဝေနအလုံးစုံသောသုံးပုံလုံးကိုယ်ွယ်ရာတရားတော်ယရနာဤမဟာနုဘောဂုံတေသောကြောင့်ဒေထုမြတ်လာကုန်စွာသတ္တဝါတို့သည်သရဏိညမချအခါခတ်သိဒုက္ခီအနာကင်းကြဥပကင်းဝေဘေဒံယံမံအန္တရေမညိချမ်းသာခြင်းရှိကုန်သည်ဝန္တုဖြစ်စေကုန်သတည်းသဗ္ဗမင်္ဂလာပစ္စုပန်နှင့်တန်တရားအကျိုးတရားတိုးပွားရာတိုးပွားကြောင့်ခတ်သိမ်းသောကျက်သည်မင်္ဂလာမျိုးအပေါင်းသည်ဧတံတို့များလာကုန်စွာသတ္တဝါတို့အားဘဝတူဖြစ်ပါစေတည်းသဗ္ဗဒေဝတာလောကပါဠဌာနအယယမြဲဆောင်ကြကြသောမြတ်သူတော်ကောင်းခတ်သိမ်းသောနတ်အပေါင်းတို့သည်ရခန္တုဥပပေဒံယံအသွဲသွဲအန္တရာယ်ခတ်သိမ်းကင်းငြိမ်းလွန်ပြောက်ချမ်းသာရအောင်စောင့်ရှောက်မဆာကြစေကုန်သတည်းသဗ္ဗသံဃာ ानु ဘာဝေနအလုံးစုံသောသုံးပုံလုံးကိုယ်ွယ်ရာသံဃာတော်ယရနာဤမဟာနုဘောဂုံတေသောကြောင့်တေထုများလာကုန်စွာတတ္တဝါတို့သည်သရဏိညင်မကွာအခါခတ်သိဒုက္ခီအနာကင်းကြဥပကင်းဝေဘေဒံကြမံအန္တရေမညိချမ်းသာခြင်းရှိကြကုန်သည်ဝန္တုဖြစ်ပါစေကုန်သတည်းမဟာကာရုဏိကောဏထောဟိတယသဗ္ဗပါဏိနံပုရိတဝပါရမီသဗ္ဗပတ္တောသံဘောတိမௌတမံဧတေနသစ္စာဝုဇေနသုတိတိဟောတုသဗ္ဗရာမဟာကာရုဏိကောจิตနာတ္တရားမြတ်ကြသောနတ်တကွလူသုံးပုံသူတို့သည်တူဤဟုမနိစတ်နိုင်အောင်ကြီးမြတ်သောမဟာကရုဏာရှိတော်မူသောနာထောလူသုံးပါးတို့၏ကိုယ်ွယ်ရာစိန်တရားဖျားမြတ်စွာသည်သဗ္ဗပါဏိနံလုံးစုံသောဘုံဩကာသတတ္တဝအနန္တတို့၏ဟိတာယအကျိုးစီးပွားကြီးမားဖြစ်ထွန်းစေခြင်းကသဗ္ဗခတ်သိမ်းကုန်သောပါရမီဒါနသီလစသည်ဆယ်လီပါရမီတို့ကိုပူရတော်သင်္ချတိမ့်သကိဉ္အယဖြင့်ဥပပရမတ်ထက်လျက်ပတ်ရှိပြီးကြောင်းလောင်ဗုဒ္ဓင်ကိုချီတော်မူ၍ဥဒ္ဓမံသုံးပုံယတုနတ်နှလူထုံအတူမရှိလွန်ကဲထူးမြတ်သောသံမောတိမေအရဟဉာဏ်တော်မြတ်နှင့်သဗ္ဗညုတဉာဏ်တော်သဗ္ဗညုတရွှေဉာဏ်တော်တို့ပတ်တော်ရောက်တော်မူခဲ့လေပြီဧတေနသစ္စာဝိဇေနမဖောက်မပြန်အမှန်ကိုသာဆိုရသောဤသစ္စာကြောင့်တေသစ္အာသဗ္ဗရာခါခတ်သိသုတိဘေယံလွတ်ကင်းချမ်းသာခြင်းသည်ဟောတုဖြစ်စေတည်းဇယံတော်ဘောဓိယာမူလေတကြနံနန္တိဝဒနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလိအပရာဇိတပန္လိကိတိတိပုထုဝိပုဂ္ဂလေအဘိသေကေသဗ္ဗဗုဒ္ဓနာအကပတ္တောပမောဒတိတကြနံမဟာသမတမင်းမှစ၍ဒုရိယမိတ်အာဒိဋ္ဌကိုင်းတိုင်းပြုပြည်ပြုဇဗုသင်္ကျင်နွယ်မြစ်တန်ရှင်းသာဒီဝမင်းတို့ဤနန္ဒီဝရဏောစိတ်နှလုံးကိုရှင်ပြုံးကြည်ပြုနှစ်သက်ခြင်းကိုပွားစေတော်မူတတ်သောလူသုံးဦးတို့ကိုယ်ွယ်ရာအစိမ့်တရားဘုရားမြတ်စွာသည်ဘောဓိယာမဟာမေဇိမသောလတခရိုင်မြေမှန်တိုင်ဝဲအပြိုင်ဖွာဘက်ပွားတဲ့တန်တောင်တရားဆောင်သောရွှေညောင်သောဗုဒ္ဓရေဤမူလီတကယ်ပြင်းနှင့်ပလင်သင့်ကဲ့သို့ရှင်သစ်အနီးအကြီးအပြန့်ချီရမဆုံးရွှေဘုံတော်လျောက်14တောင်မြင့်မောက်လျက်6ထွေလျံထိန်ရံသမိန်တို့ဖြင့်နိုင်ချိန်ပွဲပမာမရှိရသောအပရာဇိတရွှေပန်းလင်း၌ဇယံတော်ယထာလန္တာမစင်မင်္ဂအင်းကိုတုတ်ပင်လွယ်ကူအောင်တော်မူသောကဲ့သို့ဧဝမေဝဤအတူသာလျှင်တေသည့်အားဇယောယံအပေါင်းကိုအောင်ကြောင်းအစဉ်အောင်ပွဲရင်တော်အောင်မင်္ဂလာအောင်ဩပါသည်ဟောတုဖြစ်စေတည်းဇေယမင်္ဂလေယံအပေါင်းကိုအောင်ကြောင်းအစဉ်အောင်ပွဲရင်တော်အောင်မင်္ဂလာအောင်ဩပါကြောင့်တွင်သင်သည်ဇေယတုအောင်ပွဲတပင်အောင်ပွဲရင်လျက်အောင်မင်္ဂလာကြီးအောင်မုံတည်၍အောင်ကြီးအောင်မြင်နိုင်စေသော
သဗ္ဗဗုဒ္ဓနာသံဃာကိဉ္ခန္ဓာတော်ငြိမ့်ကြသောကသိန်းတော်ဘုရားရှင်တို့၏အဘိသေကေမုဒ္ဒဘိသေဗုဒ္ဓဘိသေကဝိသေသမင်္ဂလာမဟာသဗ္ဗင်ရှင်ရင်ကျင့်ပါတော်မူရာခေအဘိသိက်ခံတော်မူရာဖြစ်တတ်သောပုထုဝိပုဂ္ဂလေမဟာမေရဏီဘေရီတလာစီမျက်နာကဲ့သို့ညီစွာပြန့်မြတ်ချီအံ့မခံပန်းလက်ရာ၍ထူးမြတ်တဲ့နေသောမြေလီဖြစ်တတ်သောဒီသေးတဝန်းကျင်းသောအပြင်းနေရာမြေတကာတို့တဲ့တေစာလျံဖိတ်မြေဥဒိတ်လီဖြစ်တတ်သောအပရာဇိတာပန္လိရန်သူတို့သည်ကြံစီလက်မိုင်မအောင်နိုင်သောမန္တိုင်စီယုံဘုံတသိင်္ဂအပရာဇိတဝိဇယယံနှင်းရွှေပလင်း၌အကပတောဇာတိအာနာမဟာဝိတယတိဌာနလုံးမနှုံးစအဆုံးသတ်လျက်မြတ်သောဘုရားအဖြစ်သို့ရောက်တော်မူသည်ဖြစ်၍ဘဂဝါနေလုံးတသိန်းရွှေဘုံတော်ရှိန်လာသောအစိမ့်တေယမြတ်စွာဘုရားသည်ပမောတတိယတ္ထငါဓမ္မရမင်းဆုံးဖြစ်ပြီဟုနှစ်သက်ကြည်ပြူဝမ်းမြောက်တော်မူတဲ့ကဲ့သို့ဧဝမေဝဤအတူသာလေအကပတ္တောတရားမြတ်တို့ပွားတတ်မျက်မှောက်လူရာတို့ရောက်သည်ဖြစ်၍တွင်တွင်သည်ပမောတတုမြတ်တရားကိုထပ်ပွားမျက်မှောက်ငါလူရာရောက်ပြီသည်ဟုဝမ်းမြောက်နှစ်သက်နိုင်စေတော်သူနခတံသူမင်္ဂလံသုပ္ပဘာတံသူဟုတ်တိတံဒုက္ခနောသူမုဟုတ်တောသသူယိထံဗြမစာရိတုသူနခတံဣဋ္ဌာယုံကိုတွေ့ကျုံစေတတ်ပွားစေတတ်ကောင်းမြတ်သောဂျုံနခတာယာသည်၎င်းသူမင်္ဂလာမကောင်းမှုကိုပေါင်းစုရိပ်ဖြတ်အောင်မြင်တတ်သောကောင်းမြတ်သောမင်္ဂလာသည်၎င်းသုပ္ပဘာတံကိုစိတ်နှဖျားမပူစားသဖြင့်မပူစားသဖြင့်သမာသန္ဓကြံစနှလုံးသွင်းကောင်းမြတ်သောမိုးတောက်ခြင်းသည်၎င်းသူဟုတ်တိတံကိုတလွန့်လွန့်တွန့်တွန့်လိမ့်လိမ့်မဖြင်းသိမ့်ပဲပြင်းရှင်းလွတ်ကင်းကောင်းမြတ်သောထကြွခြင်းသည်၎င်းသူခနောစလက်ဆယ်ပြစ်ကိုခဏဆိုရကထိုအခါမြကောင်းမြတ်သောခဏသည်၎င်းသူမူဟုတ်သောစခဏ10ခုလျပြု၏10ခုလျမှုဟုတ်တဟုကျမ်းမှဖော်ထုတ်ကောင်းမြတ်သောမှုဟုတ်သည်၎င်းဗြမစာရီသူမြတ်သိက္ခာကိုဝိဇ္ဇာကြောင့်ဖြင့်မိစ္ဆာမောင်စွန့်အမှုကျင့်လေရှိကုန်သောပုဂ္ဂိုလ်တို့အားသူရိတ်ထံသူတော်သူကောင်းသူမြတ်လောင်းပေဟုကောင်းစွာပူဇော်ခြင်းသည်၎င်းဟောတုဖြစ်ပါစေတည်းသူနခတံကိုနှုတ်စိတ်ဖြင့်အသင့်ပြုတတ်သူရှိရကိုအင်းချိုက်နှစ်ထောင်းကျင့်သူပေါင်းတို့အားကောင်းသောနခနှင့်ရှင်သည်မြည်၏သူမင်္ဂလံကာယဝစီမနတိဖြင့်အညီနှင့်ညင့်ကောင်းစွာကျင့်ရကနေညင်မပြောင်းကျင့်သူပေါင်းတို့အားကောင်းသောမင်္ဂလာရှိသည်မြည်၏သုပ္ပဘာတံဒုစရိုက်ကိုမလိုက်မစားသုံးပါပြုတိုက်သူစရိုက်ကိုလိုက်၍သင်ကြောင်းကျင့်သူအပေါင်းတို့အားကောင်းသောမူတောက်ချင်းရှိသည်မြည်၏သူဟုတ်တိတံသူစရိုက်သဘောပြုလိုက်ရောသူတို့အားကောင်းသောအိယာမထားခြင်းမြည်၏သူခဏမကောင်းမှုကိုပေါင်းစုပယ်မျောကောင်းသောအာယုံစောသူတို့အားကောင်းသောခဏရှိသည်မြည်၏သူမူဟုတ်သောဒုကိုပယ်လွှတ်သူကိုဆင့်၍တင့်အပ်သောအကျင့်မြတ်စောသူတို့အားကောင်းသောမူဟုတ်တရှိသည်မြည်၏ဗြမစာရီတုအကျင့်မြတ်ကိုကျင့်တတ်ကျင့်လေရှိသောပုဂ္ဂိုလ်တို့၌လူရိတ်တံပစ္စယနုက္ခဟာဖြင့်ဥက္ကဋ္ဌမြောက်ချီးမြောက်လှူဒန်းပူဇော်ခြင်းသည်သူရိတ်တံနာမကောင်းသောလှူဒန်းပူဇော်ခြင်းမြည်၏ပဒေခိနံကာယကမ္မဝါစာကမ္မပဒေခိနံပဒေခိနမနောကမ္မပဏိတိတေပဒေခိနေပဒေခိနာနိကတဝနာလဗန္တတေပဒေခိနေတေအတ္တလတ္တဒုက္ခိတဝိရုမဗုဒ္ဓသာသနေအရောဂဒုက္ခိတဟောတသာတပိဟိညာတိဝိတေသင်အပဒေခိနံပစ္စုပန်နှင့်တန်တရားကောင်းကျိုးတူပွားစေတတ်သောကြောင့်မြတ်သောကာယကမ္မံကာယကံဒီ၎င်းပဒေခိနံမြတ်သောဝါစာကမ္မံဝစီကံဒီ၎င်းပဒေခိနံမြတ်သောမနောကမ္မံမနောကံဒီ၎င်းပဒေခိနေပစ္စုပန်နှင့်တန်တရားကောင်းကျိုးတူပွားတတ်စွာမြတ်လှစွာသောကာယကံဝစီကံမနောကံဟုသောကံသုံးပါး၌ပဏိတိဆောက်တည်ခြင်းသည်ဟောတုဖြစ်စေတည်းယေဇနာအကျဉ်သူတို့သည်ပဒေခိနာနှင့်ပစ္စုပန်နှင့်တန်တရားကောင်းကျိုးတိုးပွားစေတတ်ဂုဏ်တကကြောင့်မြတ်သည်ဟုဆိုအပ်သောကံသုံးပါးတို့ကိုကတ္တဝနာမှုခွန့်အကျုံပြုကျင့်ကုန်သောကြောင့်
ပတေခိနီလောကုလောကီနရိယဆုံးကောင်းမြတ်ကုန်သောအထေအကျိုးတို့ကိုလည်းပန်တိရကြကုန်၏တေဇနာထိုးသူတို့သည်သဗ္ဗေကျွမဲ့ဥဒ္ဒုံခတ်သိမ်းကုန်သောညာတိပြီးအောက်နှင့်အထက်မိဘဘက်ဟူသော80သောအဆွေအမျိုးတို့နှင့်သာတကွအတ္တလတ္တာလောကုလောကီနရိကောင်းကျိုးတိုးကုန်ပွားကုန်ရကြကုန်သည်ဖြစ်၍အရောဂစက္ခုတောတသတိအမျိုးမျိုး96ဖြာအနာကင်းကုန်သည်ဖြစ်၍ဒုက္ခိတာကိုစိတ်နှပြချမ်းသာခြင်းသို့ရောက်ကုန်သည်ဟောထဖြစ်စေကုန်သတည်းဗုဒ္ဓသာသနေပရိယတကုကံရိုးစီပိုင်ခိုင်လုံးစွာပြီးကျိုးပေါက်ခြင်းမရှိရကပฏิပတ်ရေအမြဲနေ၍ရွှေချမုံရဲ့နေအရုံသင့်တဲ့ကဲ့သို့မက်ပွန့်ဖူသည်ဝိမု ക്തി ရတာကိုပြည်စေတတ်သောကြီးမြတ်သောပฏิဝေဒမြတ်ဖရာသာသနာရွှေချပရုံစီ